ကဲအားလုံးပဲမင်္ဂလာပါအဲ့ဒီတော့ကျွန်တော်တို့ကအခုဆက်သွားမှာကနိုင်ငံသားတွေအကြောင်းပြောမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ရည်တည်မှုဆိုတာကအားလုံးသိပြီးပါပြီရှေ့မှာနည်းနည်းအပိုင်းထားနိုင်ငံသူနိုင်ငံသားအုပ်ချုပ်တဲ့အဖွဲ့အစည်းเนาะအချုပ်ချာအာဏာဆိုပြီးတော့အင်္ဂါရဲ့၄ခုပါတာပြောပြီးပါပြီရှေ့မှာနည်းနည်းမိတ်မြန်မာနိုင်ငံနယ်မြေနဲ့ territory နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြီးပါပြီအခုပြောမှာကနိုင်ငံသူနိုင်ငံသားတွေအကြောင်းကိုပြောပါဟုတ်ပြီ population လို့ခေါ်တဲ့လူဦးရေခေါ်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအဲ့တော့ကျွန်တော်ကလူကတယောက်တည်းနေလို့မရဘူးဗျ2ယောက်3ယောက်ကျွန်တော်မြန်မာနိုင်ငံမှာဆို51တန်းရှိတယ်ဟာ51တန်းကျော်ရှိတာပေါ့နော်အဲ့တော့လူကတယောက်တည်းထီးကြံပြီးတော့နေလို့မရပါဘူးဟုတ်ပြီအဲ့တော့လူတွေစုဖွဲ့ပြီးတော့နိုင်ငံတစ်ခုအဖြစ်ရှိလာပြီဆိုလို့ရှိရင်လူမွေးစံနှုန်း၄ခုရှိရတယ်နိုင်ငံတော်တစ်ခုရဲ့အောက်မှာလူမွေးစံနှုန်း၄ခုရှိရပါတယ်တဲ့အဲ့ဒီလူမွေးစံနှုန်း၄ခုကဘာတွေလဲလုံခြုံမှုရှိရေး security လွတ်လပ်ခွင့်ရှိရေး freedom တရားမျှတမှုရှိရေး justice welfare လို့ခေါ်တဲ့လူမှုရေးဆိုင်ရာတွေမှာအခွင့်အလမ်းတွေရစေဖို့ကောင်းကျိုးဒုက္ခတွေရစေဖို့ဒီလိုလူမှုရေးစံနှုန်း၄ခုရှိရပါတယ်တဲ့နိုင်ငံတစ်နိုင်ငံဒီစားနေရာမှာဒီလူမှုရေးစံနှုန်း၄ခုမရှိဘူးဆိုလို့ရှိရင်အဲ့ဒီနိုင်ငံအဆင်မပြေဘူးပေါ့လေအဆင်မကောင်းဘူးပေါ့လေနော်အဲ့တော့နိုင်ငံတော်တစ်ခုတည်ဆောက်တဲ့နေရာမှာအဲ့ဒီ security တို့ freedom တို့ justice တို့ welfare တို့ဒါတွေကိုရှိအောင်လို့နိုင်ငံတော်အစိုးရလုပ်ပေးရမယ်တဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာလူသားတွေပြောလူသားတွေအပိုင်းနိုင်ငံသူနိုင်ငံသားတွေအပိုင်းကိုပြောတဲ့အခါကျတော့အဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကကျွန်တော်တို့ကအစိုးရကိုဖွဲ့ရမှာမလားပြီးသွားရင် government အကြောင်းပြောပါတော့အဲ့တော့ government လို့ခေါ်တဲ့အစိုးရကိုတင်ရမှာမလားအဲ့တော့အစိုးရကိုတင်ရမှာဆိုတော့ဖြစ်စလက်ကအစိုးရတွေပေါ်လာတော့မဖြစ်ဘူးအရေးချင်းရှိတဲ့အစိုးရတွေပေါ်လာဖို့လိုအပ်တယ်ဗျနော်အဲ့တော့အစိုးရကောင်းတရားပေါ်ဖို့ကနိုင်ငံသူနိုင်ငံသားတွေကရွေးတာဒါဆိုလို့ရှိရင်နိုင်ငံသူနိုင်ငံသားအကြောင်းကိုကျွန်တော်ပြောတာနော်အခုကနိုင်ငံသူနိုင်ငံသားတွေမှာတဲ့power နှစ်ခုရှိရပါသေးတယ်တဲ့ tangible power နဲ့ intangible power တဲ့နိုင်ငံတနိုင်ငံတိုးတက်စေဖို့ tangible power လည်းပဲကောင်းရသလို intangible power လည်းကောင်းရပါတယ်တဲ့အဲ့တော့ tangible power ဆိုတာဘာပြောတာလဲဆိုတော့ကလူအရေအတွက်များတာကိုပြောတာကျွန်တော်မြန်မာနိုင်ငံမှာ2014တကောင်စင်းရမြန်မာနိုင်ငံသား51တန်းနဲ့9သိန်းရှိတယ်2024တကောင်စင်းမှာ51တန်းနဲ့3သိန်းပဲရှိတယ်လူဦးရေနည်းသွားတယ်ဒါဆိုလို့ရှိရင် tangible power လို့ခေါ်တဲ့လူအရေအတွက်ကနည်းသွားတယ်ဟုတ်ပြီအဲ့ဒီ tangible power လည်းများအောင်ကြိုးစားရမှာဖြစ်တယ်လို့ intangible power လို့ခေါ်တဲ့ထီးထွေကိုင်းပဲပြလို့မရတဲ့စွမ်းပကားဘာတွေလဲစောစောက51တန်းနှုန်းကဘာဖြစ်လဲအရေးချင်းရှိတဲ့တော်ရက်တက်တဲ့နိုင်ငံတော်ကိုတကယ်အလုပ်ကျွေးပြုနိုင်တဲ့ပညာတတ်တွေ educate and wisdom ရှိတဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်အောင်ကြိုးစားရမယ်အဲ့ဒီလို intangible power တွေများမှအဆင်ပြေလိမ့်မယ်အဲ့တော့သူကဒီမှာ population ဆိုတဲ့ခေါင်းစဉ်အောက်မှာနိုင်ငံတစ်နိုင်ငံမှာရှိတဲ့နိုင်ငံသားအရေအတွက်များယုံနေမရပါဘူးတဲ့နော်အဲ့ဒီနိုင်ငံသားတွေက intangible power လို့ခေါ်တဲ့အရေးချင်းတွေပညာတွေလဲ wisdom အဆင့်ထိရောက်တက်မှသာလျှင်နိုင်ငံတစ်နိုင်ငံကတိုးတက်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုသူကကျွန်တော်ဒီနိုင်ငံရေးသိပ္ပံအကြောင်းထဲမှာတည်တည်ချာချာလေ့ကျင့်သင်ကြားပေးထားပါတယ်ကဲဒါဆိုလို့ရှိရင်နိုင်ငံသူနိုင်ငံသားတွေအကြောင်းကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မဟာဗမာချင်းကျော်လေးဖြစ်ပါတယ်